ခန္ဓာရည်စိတ်တဲ့ဆိုတာဘဝမှာအဆိုးဆုံးအခြေအနေနဲ့ကြုံတွေ့နေရရင်တော့စိတ်ပြည့်အားငယ်သွားတာမျိုးမဟုတ်ဘူးအဲ့ဒီအစားကိုယ့်ရဲ့အရေးသွေးတွေပြန်ပြီးအားကောင်းလာအောင်ပြန်လဲပြုစုပြောင်းထောင်တာတဖန်ပြန်ပြီးတော့စိတ်သက်ပိုင်းဆိုင်ရာကျန်းမာလာအောင်လေ့ကျင့်တာဆုံးရှုံးသွားပြီဖြစ်တဲ့အခြေအနေကတဆင့်ပြန်လဲအောင်မြင်လာအောင်တဖန်စူးစမ်းထူတာဟာခန္ဓာရည်စိတ်သက်ပါပဲစင်တို့ရဲ့နေ့တစ်နေ့ဟာမှာဆိုရင်ပေါ့နော်အလုပ်တွေလုံးလိုက်လုပ်ငန်းခွင်မှာပေါ့နော်စိတ်ပီစီမှုတွေတချို့တွေပေါ့နော်တတိဖြစ်ဖြစ်အလုပ်သမားဖြစ်ဖြစ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာမှာဆိုရင်တခါတလေစိတ်တက်ကြတာတွေရှိတယ်ပေါ့နော်ဒီနေ့စိတ်ရဲ့ခံစားချက်တွေကလည်းမတူညီပဲနဲ့နေ့စဉ်လှုပ်ရှားနေတဲ့အခါမှာပေါ့နော်တခါတလေအရန်ကိုမှ depression တွေဝင်ပြီးတော့တခါတလေစင်ကိုယ်တိုင်လည်းစိတ်သက်တွေကြအောင်ဖြစ်ခဲ့ပူပါတယ်ပေါ့နော်ဖြစ်ခဲ့ပါတယ်ဒါကြောင့်မလို့စင်ကနေ့တစ်နေ့တာမှာပေါ့နော်ကိုတက်နိုင်ဆုံးမအောင်ဆိုရင်တော့စာအနေငယ်ဖတ်တယ်ကိုအတွက်ကောင်းမွန်တဲ့ဗီဒီယိုလေးတွေကြည့်ပြီးတော့လေ့လာသင်ယူမှုတွေတခုအမြဲပြုလုပ်တယ်ပင်မနေနောက်မှပဲကိုဖေးမကိုပဲအားကိုးနေတဲ့မိသားစုတွေရှိသေးပါလားဆိုပြီးတော့ကိုလည်းပြန်ကြည့်ပြီးတော့သင်ယူဖြစ်ပါတယ်